အားလုံးပဲမင်္ဂလာပါ The Story ချေရဖို့ YouTube Channel ကနေပြီးတော့ဒါသမီးဗီဒီယိုအားလုံးကိုမြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဒါဆရာတန်လွင်မြင့်ရေးသားထားတဲ့ညီညွတ်ချင်းတီတာမချင်းနဲ့ကမ္ဘာအနှံ့မှာမျှော်လင့်ခြင်းပုံမြင်များဆိုတဲ့စာအုပ်ထဲကမြည်တတ်တဲ့မင်းသမီးလေးဆိုတဲ့ကိုရီးယားပုံမြင်လေးကိုပြောဆိုဖတ်ပြပေးတော့ပါမယ်တခါတော့ကဘေးမကြီးတယောက်ရှိတယ်သူဟာဩဇာအာဏာတိတ်ကြီးတဲ့ဒေါသလည်းကြီးတယ်တိုင်းပြည်ကိုအဆအဆရရကုံလုံးပြည့်စုံအောင်လို့ကြည့်ရှုစောင့်ရှောက်နိုင်တယ်ဘင်းမဆိုတော့တိတ်ချမ်းသာတာပေါ့စိန်ရှင်ဝေရတနာတွေတင်းနဲ့တောင်းနဲ့အပြည့်ပဲဒါပေမဲ့ဘင်းမမှာမပြည့်စုံတာတခုတော့ရှိတယ်ဒါကတော့သူ့မှာသားသမီးရတနာမရှိတာပဲလေဘင်းမကြီးဟာသားသမီးရတနာရဖို့အတွက်မုန်းနဲ့မင်းထံမှာဆူတောင်းတဲ့မုန်းနဲ့မင်းကပြောတယ်တိုင်းပြည်တွေကခလေးတိုင်းကိုသားသမီးလိုစောင့်ရှောက်မယ်ဆိုရင်သားသမီးရတနာပေးမယ်လေအဲ့ဒီနေ့ကစားလို့ဘင်းမကြီးဟာတိုင်းပြည်ရဲ့အလုပ်တွေကိုအမြဲကြိုးစားပြီးလုပ်နေတာပဲသူ့မှာအိတ်ချင်နားချင်တောင်နည်းနည်းပဲရှိတော့တယ်။သူ့ရဲ့ကြိုးစားမှုကြောင့်တိုင်းပြည်ဟာစီးပင်ဝါပြောတိုးတက်လာတာပေါ့။ကလေးတွေကိုလည်းသူ့သားသမီးလိုစောင့်ရှောက်ပေးတယ်။ဒီလိုနဲ့မုန်းနဲ့မင်းကြီးပေးတဲ့စုကိုရတာပေါ့။ဘီယမကြီးဟာသမီးလေးတယောက်ရသွားခဲ့တယ်။ဘီယမကြီးကမွေးတာဆိုတော့မင်းသမီးလေးပေါ့။ဘီယမကြီးဟာသူ့သမီးလေးကိုအရန်ချစ်တာပဲ။လောကကြီးမှာအပြည့်စုံဆုံးမင်းသမီးလေးဖြစ်ရမယ်ဆိုပြီးတော့သမီးအတွက်လိုရာမှန်သမျှကိုမအားတဲ့ကြားကရောက်အောင်လုပ်ပေးနေတဲ့ဒါပေမဲ့တဖြည်းဖြည်းမင်းသမီးလေးဟာချစ်စရာကလေးမလေးတယောက်ဖြစ်လာခဲ့တယ်။ချောမောလာပါတဲ့မင်းသမီးလေးဟာအခုဆိုရင်အသက်9နှစ်ရောက်လာခဲ့ပြီ။ဒါပေမဲ့မင်းသမီးလေးဟာစကားပြောပေမဲ့အပြုံးရမရှိဘူးတဲ့။မင်းသမီးလေးရီတာကိုဘယ်သူမှမမြင်ဘူး။မိခင်ဖြစ်တဲ့ဘီယမကြီးကိုယ်တိုင်တော့မမြင်ဘူးတဲ့။ဘီယမကြီးဟာသမီးလေးကိုတိတ်ပြုံးစေခြင်းရည်စေခြင်းတာပဲ။ဒါပေမဲ့မင်းသမီးလေးဟာလုံးဝမမြည်ဘူးတဲ့ဒီလိုနဲ့ဘီယမကြီးကသမီးလေးကိုပြုံးရည်တက်လာအောင်ကုပြီးတဲ့တမားတော်တွေကိုဆုလက်တွေပေးမယ်လို့ကြေညာလိုက်ရဲ့တိုင်းပြည်နဲ့ကတမားတော်တွေရောက်လာကြတယ်အစွမ်းအထက်ဆုံးစီးဝါတွေနဲ့ကုတယ်ဒါပေမဲ့မင်းသမီးလေးကတော့မပြုံးမရဲပါဘူးတဲ့လေဘီယမကြီးဟာတမားတော်တွေကိုဒေါသတောင်ထွက်နေမိပြီဒီတစ်ခေါက်ကျတော့မင်းသမီးလေးပြုံးရည်အောင်လုပ်ပေးမယ်ဆိုတော့နောက်တစ်ယောက်ပေါ်လာတယ်ဒါကတော့တိုင်းပြည်မှာနာမည်အကြီးဆုံးလူရွှင်တော်တဲ့လေမင်းသမီးလေးကိုရီမောလာအောင်ဖျော်ဖြေနိုင်ရင်ဆုလက်တွေအများကြီးပေးမယ်လို့ဂရုပေးလိုက်တယ်လူရွှင်တော်ဟာမင်းသမီးလေးရီမောအောင်လို့ပုံမြင်လေးတွေပြောပြတယ်ရီရအောင်အမျိုးမျိုးလုပ်ပြတယ်ဒါပေမဲ့မင်းသမီးလေးကမရီမြဲမရီပါဘူးတဲ့လေဘီမကြီးလည်းလက်မှန်ချနေရတာပေါ့တူးရရှိတဲ့သမီးလေးမို့ရီမောမောပျော်ပျော်ရွှင်ရွှင်လေးဖြစ်စေခြင်းနဲ့အဲ့ဒီမှာမော်ဆရာရောက်လာတာပဲဒီသတင်းကိုကြားတဲ့မော်ဆီယာကြီးကနန်းတော်ကိုလာပြီးတော့ဘီယမကြီးနဲ့တွေ့ဝင်တောင်းတယ်ဘီယမကြီးရဲ့သမီးတော်မင်းသမီးလေးကိုရီအောင်လုပ်နိုင်တဲ့မော်ဆီယာကြီးဆိုပဲဘီယမကြီးကတော့စိတ်ပြက်နေပါပြီဒါပေမဲ့သမီးလေးနဲ့ပေးတွေ့ကြည့်ရင်မမဘူးဆိုပြီးမော်ဆီယာကြီးကိုရှေ့တော်ခေါ်လိုက်တယ်အသင်ကဘယ်လိုမျိုးသမီးတော်လေးကိုရီမောစီမှာလဲလို့ဘီယမကြီးကမေးလိုက်တယ်ဆိုရင်ပဲမော်ဆီယာကြီးကကျွန်တော်မျိုးမှာမော်နေနေရှိပါတယ်ဒါလေးနဲ့တိုးလိုက်ရင်အားလုံးကရီးကြပါတယ်လို့ပြောပြတယ်။ဘီယမကြီးကမအောင်မြင်တဲ့ကုသမှုတွေနဲ့စိတ်ပြက်လှပြီလေ။အသင်အောင်မြင်အောင်မလုပ်နိုင်ရင်တော့အပြစ်ပေးရမှာပဲ။အောင်မြင်ရင်တော့စုငွေတွေပေးပါအရှင်မ။ကြည်ကြသေးတာပေါ့မော်ဆရာကြီးရဲ့။အရှင်မရဲ့စုလက်တွေကိုညာယူခြင်းနဲ့ဆိုရင်တော့တင့်ကိုရိုက်ထုတ်ရမှာပဲလို့မမထန်ထန်ပြောလိုက်ပြီးရဲ့။မော်ဆရာကြီးကလည်းသူ့ကိုယ်သူယုံကြည်မှုအပြည့်ပဲ။မင်းသမီးလေးအရှိအရောက်သွားပြီးသူ့ရဲ့မော်တကူနှင်းနှံကိုထုတ်လို့မင်းသမီးလေးရဲ့နှဖူးကိုတိုးလိုက်တယ်။နှုတ်ကလည်းပြောလိုက်ပြီးရဲ့ကြည်နူးရွှင်ပြရီစီဟနန်းတော်တွေကအမှုတန်းယာတန်းတွေဟာအသက်တောင်မရှူနိုင်အောင်စောင့်ကြည့်နေကြတာပေါ့။မင်းသမီးလေးကခက်တည်ကြီးပဲ။ရေထဲမြူမော်ဆရာကြီးဟာအံ့ဩသွားတယ်။သူ့ရဲ့ရီစီတဲ့မော်ဒန်ဟာတခါမှဒီလိုမျိုးအစွမ်းမထက်တာမရှိခဲ့ဘူး။ဒါနဲ့သူဟာမော်နေနယ်ကိုထုတ်ပြီးနောက်ထပ်တစ်ချိန်ကြည်နူးရွှင်ပြရီစီဟလို့អော်ပြီးစစ်သားတယောက်ကိုတိုးလိုက်တယ်စစ်သားဟာတဝါဝါတဟားဟာနဲ့អော်ရည်တဲ့မင်းသမီးလေးကြမှာဘာမှနေပါလေမော်ဆရာကြီးဟာမင်းသမီးလေးကိုနောက်တစ်ချိန်ပြန်တိုးတယ်ကြည်နူးရွှင်ပြရီစီဟမင်းသမီးလေးကခက်တီတီပဲပြန်ကြည့်နေတယ်ဘီယမကြီးကတော့သူ့ကိုလာလင်ရမလားဆိုပြီးဒေါသအမျက်ချောင်းထွက်လိုက်တဲ့ဘလောက်ကြိုးစားမရဘူးလေလူလေးမော်ဆရာကိုဖမ်းပြီးထောင်သွင်းအကျဉ်းချထားစီလို့လေးသံမမကြီးနဲ့အမိန်ပေးလိုက်ရဲ့မော်ဆရာဟာအဆက်လဲကွဲထောင်တဲလဲရောက်တော့မှမို့ဘာလို့ရမှန်းမသိတော့ဘူးလေနောက်ဆုံးလုံးမိလို့ရအနေနဲ့ဘီယမကြီးဘက်ကိုမော်နေနဲ့ရွယ်ပြီးကြည်နူးရှင်ပြရီစီဟလို့អော်ပြီးဘီယမကြီးကိုတိုးလိုက်တယ်
ဒီအခါမှာဘီမာကြီးကထူးထူးခြားခြားရည်ချင်းစိတ်တွေပေါ်လာပြီးတဟားဟားနဲ့အော်ရီလိုက်တဲ့နဲတော်တစ်ခုလုံးဟာဘီမာကြီးရေနေတာကိုတိတ်ဆိတ်စွာကြည့်နေကြတယ်မော်ဆရာကလည်းကြောက်လို့ပေါ့အဲ့ဒီအချိန်မှာထူးခြားတဲ့အတန်လေးထွက်လာတယ်မင်းသမီးလေးလိုက်ရီနေတာပဲဟုတ်ပါဘီမာကြီးရောမော်ဆရာရောနန်းတော်တွေကမူးမက်စစ်သားတွေအားလုံးရောအံ့ဩသွားကြတယ်သမီးတော်လေးရဲ့ဘာဖြစ်လို့များခွန်နှစ်တောင်မရီမပြုံးနဲ့နေရတာလဲကွယ်လို့ဘီမာကြီးကမေးလိုက်တယ်မော်ဆရာကြီးကလည်းပြောတယ်ဟုတ်ပါမင်းသမီးလေးရဲ့ကျုပ်ဖြင့်ထောင်ထဲရောက်တော့မလို့မင်းသမီးလေးကပြန်ပြောတယ်သမီးကချစ်တော်မိခင်ဘီမာကြီးရေတာကိုတခါမှမမြင်ဘူးပါဘူးဒါကြောင့်မရီရပါလို့မင်းသမီးလေးကဆိုတယ်အဲ့ဒီတော့မှဘီမာကြီးဟာသူမရီပဲတင်းမှစွာနေထိုင်ခဲ့တဲ့နှစ်တွေအတော်ကြာခဲ့တာကိုသတိရတယ်သမီးတော်မင်းသမီးလေးကသူ့စီမှာတင်ယူနေတာပဲသားသမီးတွေဟာမိဘတွေစီကတင်ယူကြတာကိုသူသတိရသွားမိတယ်သူမီမောတက်တာမို့သမီးလေးမီမောတက်တာကိုတွေးမိသွားခဲ့တယ်မော်ဆရာကြီးကပြောတယ်မိခင်ရဲ့အပြုံးကမှတကယ်မော်ဆွဲရင်ပဲဗျာသူ့စုငွေတော့ရအောင်တောင်းသွားသေးတယ်ဖူတော့ဘီမာကြီးနဲ့မင်းသမီးလေးဟာပြောလို့ပေါ့ဘီမာကြီးရွှင်ရွှင်ပြုံးပြုံးရှိမှပဲမင်းသမီးလေးဟာရီရီမောမောရှိတော့တယ်